င်္ဂလာပါမူတီဖူတီရဲ့နေနေပါဒီနေ့ကတော့နေမန္တလေးကနေအကြိုက်ဆုံးမြစ်တီးဆိုင်3ဆိုင်ကိုအားလုံးကိုခေါ်ရချင်ပါတယ်ဆိုတော့နေနဲ့တူတူလိုက်ခဲ့ကြပါဦးပထမဆုံးတစ်ဆိုင်ကိုတော့နေအားလုံးနဲ့လည်းမစိမ့်နဲ့အိုချာဘဘဲတီးကိုရွေးထားပါတယ်ဒါကတော့နေအများအားတောက်ဖြစ်တဲ့မြစ်တီးဆိုရင်လည်းမမားပါဘူးဆိုတော့အိုချာဘဘဲတီးမှာဘာတွေတောက်ကြမလဲလိုက်ကြည့်ကြပါဦးအိုချာမှာတော့နေအများအားတောက်ဖြစ်နေကြမီနူနှမျိုးကိုပဲနေမှာထားပါတယ်ဒါကတော့အိုချာရဲ့ဒီမြမလက်ဖက်ရည်နဲ့ဖြော်တဲ့ဒီဘာဘဲမြစ်တီးပေါ့နော်ဒါလေးပါမယ်ပြီးတော့နောက်တစ်မျိုးကတော့အရင်ကတော့နေဒီမိုင်လိုဒိုင်နိုဆောကိုအများအားတောက်တာဒါပေမဲ့ဒီနောက်ပိုင်းကကြတော့အခုဒီဒါဘဲချောကလက်ကလေးကိုပို့ပြီးတော့တောက်ဖြစ်နေပါတယ်ဆိုတော့ဒါဘဲချောကလက်ကလေးလည်းမှာထားပါတယ်ဘူးရောင်လေးကအစ်စ်ကလေးထင်တယ်ချစ်စရာလေးအင်ကြီးရောင်လေးနဲ့ကွက်တီပဲဒီအကြိုက်ဆုံးအိုချာရဲ့မြမလက်ဖက်ရည်ရတာနဲ့ဘာဘဲမြစ်တီးတောက်ပါမယ်ရှူဂါကိုနေရမြစ်တီးတောက်ရင်အများတန်းဒီ 50% ပေါ့နော်တဝက်လောက်ပဲထည့်ပါတယ်အဲ့လောက်ဆိုရင်လေလက်ဖက်ရည်ရဲ့အရသာလေးကပေါ်ပြီးတော့လေမိကြိုက်တဲ့အချိုကွက်တီလောက်ကြာရယ်ပေါ့နော်အရန်တောက်လို့ကောင်းတယ်ဒါဆိုတော့ဒီနောက်ပိုင်းကိုဘာပဲတီးအပြင်ကိုအရန်တောက်ဖြစ်နေတဲ့ဒါပဲချောကလက်ကလေးပါသူ့ဒါပဲချောကလက်ကကြတော့လို့ချောကလက်အရသာအဲ့လိုလုံးဝပြည့်ပြည့်နစ်နစ်ကလေးရတယ်ပေါ့နော်ဒီအကြိုက်ဆုံးဒါပဲချောကလက်ကလေးတောက်ပါမယ်လုံးဝခါစိတ်ညာပဲချောကလက်ရတာအပြည့်နဲ့အရန်လိုက်တယ်။အိုချာရောက်ရင်ဘာပဲတီးတင်မကပဲနဲ့သူတို့ရဲ့ဝါဖယ်လေးတွေလည်းအများအားစားဖြစ်တယ်ပေါ့နော်။ဝါဖယ်လေးတွေကပူပူအီအီနဲ့အထက် feeling လေးတွေများများနေမို့လို့စားလို့ကောင်းပါတယ်။ပုံမှန်ကတော့အိုချာတောက်ချင်ရင်ဒီအိမ်ကနေပဲအများအား Grab Food ကနေမှတောက်လိုက်တာများပါတယ်။ဘာလို့ဆိုတော့ဆိုင်မှာလာတောက်ရင်တော့မှနေတို့ promo code တွေမရှိပေမဲ့ Grab Food မှာဆိုရင်ဒီတို့အခု promo code တွေအများကြီးတုံးလို့ရတဲ့အပြင်ကိုမန္တလေးမှာ Grab Food ချိန်ထားတဲ့ဆိုင်တိုင်းကနေပြီးတော့အခုမှာမယ်ဆိုရင် free deli နဲ့မှာလို့ရနေပြီဖြစ်ပါတယ်ကိုစားချင်တဲ့တောက်ချင်တဲ့မုန့်တွေကိုရွေးပြီးလိုက်ရင်သူက deli နေရာမှာဒီ saver option လေးကိုရွေးပေးလိုက်ရုံပဲပေါ့နော်အဲ့လိုလေးရွေးပေးလိုက်ရင်ဒီတို့ဆိုင်တိုင်းကနေပြီးတော့ free deli နဲ့မှာလို့ရနေရဲဆိုတော့ပို့ပြီးတော့အဆင်ပြေပါတယ်နောက်တစ်ဆိုင်ကိုတော့နေဒီနောက်ပိုင်းမှာအများနဲ့မှာတောက်ဖြစ်တဲ့မီနူးထူးထူးဆန်းဆန်းလေးတွေအများကြီးရတယ် sugar mummy မြစ်တီဆိုင်လေးကိုရွေးထားပါတယ်ပုံမှန်ဆိုရင်ဒီ cheese cake မြစ်တီတွေကကြတော့နေအရန်ကြိုက်ပြင်မဲ့အီမာဆိုတော့အဲ့လောက်အများကြီးမတောက်ရဘူးပေါ့နော်ဒါပေမဲ့ဒီဆိုင်က cheese cake မြစ်တီတွေကကြတော့နေအများတန်းတစ်ယောက်တည်းကိုတစ်ခွက်ကြီးကြီးကုန်အောင်တောက်နိုင်တဲ့ဆိုင်ပါဒီနေ့တော့နေ sugar mummy မှာရတဲ့ cheese cake မြစ်တီမီနူး3မျိုးစလုံးကိုမှာထားပါတယ်ဆိုတော့ပထမဆုံးကတော့နေတော့ original ဒီရိုးရိုး cheese cake မြစ်တီလေးရယ်ပြီးတော့ cheese cake chocolate လေးလည်းတို့ဒီမှာရှိပါတယ်ပြီးတော့နောက်ဆုံးအနေနဲ့ကတော့နေအရန်ကြိုက်တဲ့အများတန်းတောက်နေကြ cheese cake မတ်ချာလေးပါဒီမှာရပါတယ်ငူးဖုံးလေးတစ်ချက်အရင်ဖွင့်ပြမယ် cheese လေးမြင်အောင်အိုးဒီကြည့်လိုက်ပါမယ်တောက်နေကြပါရန်ကောင်းတယ်နောက်ထပ်2မျိုးကတော့နေတို့ဒီမှာ chocolate cheesecake နဲ့ဒီမှာ matcha cheesecake ပါ matcha cheesecake ကတော့နေအများတန်းတောက်နေကြဖြစ်ပါတယ် chocolate ကိုတော့နေမတောက်ဘူးသေးပါဘူးဆိုတော့နှစ်ခုစလုံးတောက်ပြပါမယ် matcha လေးရင်တောက်ကြရအောင်matcha တောက်ရင်နေလိုပဲတာကူတော့ပင်လေးကိုမဖြစ်မနေထည့်ဖို့အတွက် recommend လုပ်ချင်ပါတယ်ဒီတာကူဖက်တက်တီအီလေးနဲ့လေ matcha ရဲ့အရာကအရန်လိုက်တယ်ဒီလားဒါတော့နေခုမှပဲပထမဆုံးတောက်ခုမှပါသူကလေ cheese ကလုံးဝခွက်အပြည့်ကိုဒီမှာတောက်ထားပေးရပါတော့ cheese တွေအများကြီးပဲလုံးဝစိတ်ညာပဲသူ chocolate ကလေနေတော့ dark chocolate အရာစစ်ရတယ်ဒီလား chocolate ကိုတကယ်တော့မတောက်ခင်တုန်းကလေချိုမာကိုကြောက်နေတာတကယ်တမ်းတောက်ကြည့်လိုက်တော့chocolate ရဲ့ dark chocolate အရာခါစိမ့်လေးရတကယ်မိုက်ပါတယ်ဒီဆိုင်လေးကကြတော့လေနေတို့မြစ်တီဆိုင်တွေထဲမှာအတောက်မီနူးတင်မကပဲနဲ့အစားစရာအစားမီနူးလေးတွေပါတော်တော်လေးကိုစုံရတဲ့ဆိုင်လေးလို့ပြောရမှာပေါ့နော်နေတို့တို့လိုမျိုးစားချင်စရာအသားကင်မီးရှည်လေးတွေပေါက်ကျန်းတုပ်ဖူးလေးတွေအပြင်1 portion မီနူးလေးတွေအများကြီးရတာဖြစ်တဲ့အတွက်နေတို့လိုမျိုးမြစ်တီဆိုင်တော့ထိုင်ချင်တယ်ဒါပေမဲ့အစားအသောက်တွေလည်းအများကြီးရအောင်မဆိုရဲသူတွေအတွက်ဆိုရင်အရန်ကိုအဆင်ပြေမှာပါဒီနေ့ဘာပဲတီးဆိုင် list လေးထဲမှာနောက်ဆုံးဆိုင်လေးကတော့နေဘာလို့ရွေးရရလဲဆိုတဲ့ရည်ရွယ်ချက်ကသူကအဓိကဈေးအရန်သက်တာတယ်နေတို့ main ထဲမှာနေတဲ့တ
တက်ကိုကျောင်းသားကျောင်းသူလိုမျိုးတွေရဲ့အတွက်ကိုအရန်ကို budget safe ဖြစ်တဲ့ဆိုင်လေးထဲမှာပါတယ်ပြီးတော့မီနူးအရန်စုံတယ်တောက်ဆရာတွေကမျိုးတို့မျိုးစမူတီတွေမတ်ချာတွေမစ်တီတွေအပြင်ကိုတခြားယောဂတ်မီနူးတွေရောမီနူးကလေတရက်တစ်မျိုးတောက်ရင်တော့မှနေလို့2လ3လလောက်စုံအောင်တောက်ယူရမယ်ပေါ့နော်အဲ့လိုမျိုးမီနူးအရန်စုံတဲ့ဆိုင်ကလေးပါဆိုင်လေးတွေကလေဟိုးရင်နီတက်ကိုကျောင်းသူဘဝကလေးကရှိခဲ့တဲ့မစ်တီဆိုင်လေးတွေထဲကတစ်ဆိုင်ပါအဲ့ကြောင့်မို့သူ့မီနူးလေးတွေဆိုရင်နေတော့ဟိုးရင် OG မစ်တီဆိုင်လေးတွေရဲ့ပုံစံပေါ့နော်စမူတီလေးရှိမယ်ပြီးတော့တို့မစ်တီလေးတွေမတ်ချာလေးတွေဆိုရင်လည်း cheese fondue လေးတွေနဲ့ပေါ့နော်ဆိုတော့ဒီမှာနီစုံနေအောင်မှာထားပါတယ်ကဲမစ်တီဆိုင်ဆိုတော့မပါမဖြစ်က brown sugar မစ်တီလေးပါအချိုတော့နီတော်တော်လေးရှော့ခိုင်းထားပါတယ်အရင်တော့ကတော့ငယ်တုန်းကတော့ပေါ့နော်လုံးဝချွတ်ချိုလေးတွေတောက်တာပေါ့အခုကတော့လူကလည်းအသက်နည်းနည်းကြီးလာပြီဆိုတော့အဖြစ်ဖြစ်တောက်တဲ့အချို level လေးတွေကရော့လာတာလေးကတော့ပြောင်းလဲလာတဲ့ပုံစံတစ်ခုပေါ့နော်matcha cheese လေးတောက်ပါမယ်matcha လေးကစိမ့်စိမ့်လေးနဲ့ဒါလေးကမှလေတစ်ခွက်ကိုနေရော9000ပဲပေးရရဆိုတော့လေမချာကိုတစ်ခွက်9000နဲ့တောက်ရတာအရန်တက်တာရယ်ပေါ့နော်ဒီခေတ်ကုန်စည်နှုန်းအခြေအနေနဲ့ပြောရရင်လေနောက်ဆုံးအနေနဲ့ကတော့နေရောမန္တလေးရာသီဥတုနဲ့အရန်ကိုလိုက်တဲ့တစ်တီးစမူတီလေးတွေပါလုံးဝလို့ရေခဲမုံလေးတွေအပြည့်နဲ့စမူတီအေးခက်ခဲလေးတွေကမန္တလေးရာသီဥတုအတွက်ကတော့နေရောမရှိမဖြစ်ပဲပေါ့နော်ဒီမှာမန်ဂိုစမူတီလေးမှာထားပါတယ်ချင်းမွေးမွေးလေးဒီလိုမျိုးမာလာဆော့စစ်လေးတွေအစုံနဲ့လို့ fish cake လေးတွေဆိုရင်လည်း soup လေးတွေနဲ့လည်းမှာစားလို့ရပါတယ်ဒီဆိုင်လေးကိုနေတဘောကြတာကလေနီရိုမာပြီဆိုရင်မစ်တီဆိုင်နေဆိုရင်တောက်ဆရာတွေပဲရှိတာများတယ်ဒီဆိုင်ကကြတော့ဒီလိုမျိုး snack လေးအစုံမှာလို့ရတော့အိမ်ကနေနေအမြဲတမ်းမှာစားဖြစ်တယ်လုံးဝလို့မစ်တီလေးတွေနဲ့ဒီလိုတောက်ဖွေကြီးလေးတွေနဲ့ကအရန်လိုက်တယ်ပေါ့နော်ဒီမှာနီမာလာတောက်ဖွေကြီးလေးစားပါမယ်ဆိုတော့ဒီနေ့ညီရိုက်ပြသွားတဲ့မစ်တီဆိုင်လေးတွေကတော့ဒီကပိုင်မန္တလေးမှာညီပုံမှန်တောက်ဖြစ်တဲ့သဘောကျတဲ့ဆိုင်လေးတွေကိုစုပြီးတော့ညီ sharing လေးလုပ်ပေးလိုက်တာဖြစ်ပါတယ်အားလုံးပဲသဘောကျလိမ့်မယ်လို့မျှော်လင့်ပါတယ်ဒီနေ့ရိုက်ပြသွားတဲ့ဆိုင်လေးတွေအားလုံးကိုညီတို့ Grab Food ကနေပြီးတော့ free delivery နဲ့မှာတောက်လို့ရပါပြီပြီးတော့ promotion တွေအနေနဲ့ညီတို့ Grab Food ကိုအခုမှစသုံးမယ် new user တွေအတွက်ဆိုရင်12000ကျပ်ဖို့နဲ့အထက်ကိုသုံးတာနဲ့တစ်ချိန်ကိုမြန်မာငွေ6000ကျပ်တီကို short ဈေးရမယ် promo code ကလေးကိုတယောက်ကို9ချိန်ထိသုံးလို့ရမှာဖြစ်တဲ့အတွက်စုစုပေါင်း total မြန်မာငွေ3000ကျပ်ထိကို short ဈေးရနိုင်ပြီဖြစ်တာမို့လို့အရန်တန်နေပါပြီထည့်သွင်းပေးရမယ် promo code ကလေးကတော့ MDY new ဆိုတဲ့ code ကလေးပဲဖြစ်ပါတယ်ဆိုတော့ဒီနေ့ vlog ကလေးကိုအားလုံးပဲသဘောကျလိမ့်မယ်လို့ညီမျှော်လင့်ပါတယ်နောက်ထပ် vlog အသစ်တွေမှာပြန်တွေ့ပါမယ် bye bye see you at next vlog